ဦးကင်နဲ့ဦးကလာအလက်ကျရောက်လာပြီအေရတန်းကျော်ကိုဒါဒီဘက်ကအေရတန်းကျော်နော်ဟုတ်တယ်ဒီဘက်အေရတန်းကျော်ကိုဦးကင်ကပိုင်တယ်အေရဘီကျော်ကိုဦးကလာကပိုင်တယ်ဂိုင်းဦးကင်တို့ဦးကလာတို့အေရတန်းကျော်နဲ့အေရဘီကျော်ကိုကြောင်းဖို့စောင့်ရှောက်ဖို့ကြွရတော်မူပါဦးကင်နဲ့ဦးကလာတို့ပါခင်ဗျာပြောကြည့်ရင်သကဝါမီနဲ့ပြောကြည့်ရင်လားတလိုင်းနာလေးနဲ့သကဝါမီပြောမယ်ပြောကြည့်လိုက်ရအောင်
နှစ်ပါးကျုပ်ကိုအတင်းဆွဲပြီးတော့ဦးကြီးရခေါ်နေတာတာလာပြူရအောင်ကရင်တို့ရွာကိုအကုန်သွားမယ်ဆိုတဲ့သဘောဟာဟုတ်ပါတို့လည်းပဲလက်ရောက်အောင်စုံလိုက်ရအောင်ဗျာ ဆိုလိုက်မယ်ဗျာ တောင်းတလေးပြပြဝေးသာသနာပြုဖို့ဘာဆိုလေသာသနာပြုဖို့ဘာဆိုလေဦးကြီးတို့နေတဲ့ခါနေလိုက်ကြပါလားဝေးလိုက်နေတယ်လားဟဲ့ဟုတ်ပါဟဲ့အေးတိုင်းကျော်အေးပီကျော်ကြီးနဲ့ပြင်ကြီးတော့အလဲဖောင်းနေပါပြီဗျာ တောင်းတပြီးပြပြဝေးသာသနာပြုဖို့ဘာဆိုလေသာသနာပြုဖို့ဘာဆိုလေဦးကြီးတို့နေတဲ့ခါတီလိုက်ကြပါလားဝေနေကအမျိုးတွေကိုတော့ခေါ်တယ်တကယ်လို့နိဌာန်ကိုရောက်လာရင်အမျိုးတွေကိုနေဘာနဲ့အခမ်းပါလဲအမောပြေအောင်အပန်းပြေအောင်ကြောက်လာတဲ့အမျိုးတွေကိုနေဘာနဲ့အခမ်းမလဲဆိုတာငါပြောလိုက်မယ်နော်